နောက်တနေ့နဲ့ခင်းမှာတော့နေအောင်ကြီးကပင်လယ်ပြင်ပေါ်ကိုရွှေရောင်အလင်းနှန်းတွေထွန်ချက်ထားပါရဲ့။ပိုင်းဤဇာကြီးနဲ့ကိုလက်တို့၃ယောက်သားတင်းမောကုန်းပတ်ပံဝါရေရောက်ဆင်းဖို့နောက်ဆုံးပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ကိုလက်ကတောက်တာနေရဲ့လေဝင်ပလဲလုံးလေးတစ်လုံးကိုပိုင်းဤလက်ထဲထည့်ပေးလိုက်ပြီးရေထဲကိုအငင်ဆုံးငုတ်ဆင်းသွားပါတယ်။သူတို့၃ယောက်သားပင်လယ်နက်ထဲကိုငုတ်ရွှေးသွားကြတဲ့အခါအမောင်တို့ထဲကနေတောင်တန်းကြီးတစ်ခုလိုကြီးမားလာတဲ့အေယာမပင်လယ်တက်ရှိကြီးတစ်ကောင်ပေါ်ထွက်လာပါတယ်။အဲ့ဒီတက်ရှိကြီးကဝေလငါးထက်အစာဖောင်းများစွာပိုကြီးပြီးသူ့ရဲ့ခန္ဓာကိုယ်မှာလင်းလက်နေတဲ့ကြောက်မြက်ရတနာတွေစီချဲထားသလိုတောက်ပနေပါတယ်။ဇာကြီးကပန်းဤကိုအချက်ပြပြီးအဲ့ဒီတက်ရှိကြီးရဲ့ဟင်းလင်းပွင့်နေတဲ့ပါဇက်ပေါက်ကြီးတဲကိုဥဆောင်ဝင်ရောက်သွားပါတယ်။ပန်းဤကြောက်ရွံ့စွာနဲ့လိုက်ဝင်သွားတဲ့အခါအထဲမှာရေဒီမရှိတော့ပဲထူးဆန်းတဲ့လေတို့တစ်ခုရှိနေတာကိုတွေ့လိုက်ရလေ။တက်ရှိကြီးရဲ့လဲချောင်းနေရန်တမီယာမှာတော့ရှေးဟောင်းတမဏိတကားကြီးတစ်ချက်ရှိနေပါတယ်။ကိုလတ်ကအားယူပြီးအဲ့ဒီတကားကြီးကိုတွန်းဖွင့်လိုက်တဲ့အခါပန်းဤမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အသက်ရှူမှမတဲ့အံ့ဩသွားရပါတယ်။အေယာမတက်ရှိကြီးရဲ့ခန္ဓာကိုယ်အတွင်းထဲမှာကြီးကျယ်ခမ်းနားတဲ့မြို့တော်ကြီးတစ်ခုရှိနေတာပါ။မြို့ထဲမှာအဆောက်အဦတွေကကြည်လင်တဲ့ပူဆောင်ခဲတွေနဲ့တိဆောက်ထားပြီးကောင်းကင်ညံမှာတော့တက်ရှိကြီးရဲ့သွေးကြောတွေကနီယုံမီးချောင်းတွေလိုလင်းလက်နေပါတယ်။ဒါကတက်ရှိမြို့တော့ The Naving City ပဲပန်းဤလူအစာကြီးကဂုံယူစွာနဲ့ပြောလိုက်ပါတယ်။မြို့ထဲမှာလူအများအပြားသွားလာနေကြပြီးသူတို့အားလုံးကမြို့ပကလူတွေလိုစိတ်ရုပ်တွေမဟုတ်ဘဲတက်ဝဲလှူရှားနေတဲ့လူသားအစ်စ်အမှန်ဒီဖြစ်ကြပါတယ်။လမ်းမေးမှာရောင်စုံပန်းတွေပွင့်နေပြီးညက်ကလေးတွေကလည်းတက်ရှိကြီးရဲ့ခန္ဓာကိုယ်အတွင်းထဲမှာပဲပြန့်တန်းနေကြပါတယ်။နှလုံးသားမဲ့မျိုးပါကြီးရဲ့အောက်မှာဒီလိုနှွေးထွေးတဲ့လူဟွက်ကဘာတစ်ခုရှိလိမ့်မယ်လို့သူမတခါမှမတွေးဘူးခဲ့ပါဘူး။